สวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆေးဆိုင်မှာဆေးဝယ်တဲ့နေရာမှာအသုံးများတဲ့စာကြောင်းလေးတွေကိုလေ့ကျင့်ကြပါမယ်ရှင်ဒီစာကြောင်းလေးမှာဆိုရင် run ခိုင်ရာဆေးဆိုင်ယူရှိတယ်ထိနိုင်ဗမာလဲ run ခိုင်ရာယူထိနိုင်ခါ run ခိုင်ရာယူထိနိုင်ခရပ်ဆေးဆိုင်ကဗမာရှိပါတယ်လေခေါ်တောင်းဆိုတယ်စေးဝယ်တယ်ရာဆေးခေါ်ဆေးရနိုင်ခါခေါ်ဆေးရနိုင်ครับဆေးဝယ်ခြင်းပါတယ်ရှင်ဆေးဝယ်ခြင်းပါတယ်ခင်ဗျာမီရှိတယ်အနောက်မှာကမိုင်မိကုန်းစာလုံးလေးပါတော့တွဲလိုက်မယ်ဆိုရင်မီမိုင်ရှိလားရာကဲပူဟူဝါခေါင်းကိုက်ပြောက်စီမီရာကဲပူဟူဝါမိုင်ခါမီရာကဲပူဟူဝါမိုင်ครับခေါင်းကိုက်ပြောက်စီရှိလားဒီစာကြောင်းလေးမှာဆိုရင်လေမီမိုင်ရှိလားရာကဲအိုင်ချောင်းဆိုပြောက်စီมียาแก้ไอไหมคะมียาแก้ไอไหมครับချောင်းဆိုးပြောက်စီရှိလားယာနီဒီဆေးကိုကင်းတောက်တယ်ရန်ရိုင်းဘလို့ယာနီကင်ရန်ရိုင်းခါယာနီကင်ရန်ရိုင်းครับဒီဆေးကိုဘလို့တောက်ရမလဲဝန်လာတရက်ကိုကီခရန်အကျဉ်းယူမေးတာဒါဆိုရင်ဝန်လာကီခရန်ခါဝန်လာကီခရန်ครับတနေ့ကိုဘယ်နှကြိမ်တောက်ရမလဲก่อนอาหารအစာမစားခင်ရေဒါမှမဟုတ်လန်အာဟန်အစာစားပြီးနောက်ဒါဆိုလို့ရှိရင်ก่อนอาหารရေလန်အာဟန်ခါก่อนอาหารရေလန်အာဟန်ครับအစာမစားခင်လားအစာစားပြီးမှလားဒီစာကြောင်းလေးမှာဆိုရင်မီမိုင်းရှိလားယာမစ်ဆေးအလုံးမီယာမစ်မိုင်ခါမီယာမစ်မိုင်ครับဆေးလုံးရှိလားมีไหมရှိလားယာနမ်ဆေးရည်มียาน้ำใหม่คะมียาน้ำใหม่ครับဆေးရည်ရှိလားရှင်ဆေးရည်ရှိလားခင်ဗျာခေါ်တောင်းဆိုတယ်ယာကဲ့ဖဲ့ဓမ္မတဲ့တဲ့စီဒွေခါအတူတော့ပေးပါခေါ်ယာကဲ့ဖဲ့ဒွေခါခေါ်ယာကဲ့ဖဲ့ဒွေครับဓမ္မတဲ့တာအတွက်လည်းဆေးပေးပါနောက်ဆုံးအနေနဲ့ဆိုရင်ဈေးနှုန်းမရမှာဖြစ်တယ်ပရာခါဈေးနှုန်းထောက်တိုင်းဘယ်လောက်လဲราคาเท่าไหร่คะราคาเท่าไหร่ครับဈေးနှုန်းဘယ်လောက်ပါလဲ